ဒီစားသောက်ဆိုင်ကတော့သူများတွေနဲ့မတူပဲတမူထူးခြားတဲ့ဒီလိုမျိုးရိုင်းပြတဲ့ဝန်ဆောင်မှုတွေကြောင့်နာမည်ကြီးလာခဲ့တယ်အားလုံးပဲမင်္ဂလာပါဇန်ဂရီတီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့မိတ်ဆွေတို့ကိုထူးထူးခြားခြားဝန်ဆောင်မှုတွေနဲ့နာမည်ကြီးစားသောက်ဆိုင်တစ်ခုအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီစားသောက်ဆိုင်ရဲ့နာမည်ကတော့ Disneyland Resort လို့ခေါ်ပါတယ်1985ခုနှစ်လောက်တုန်းကအမေရိကန်ပြည်ထောင်စုဒါလာတက်ဆတ်မှာဒီစားသောက်ဆိုင်ကိုစတင်ပြီးတော့ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဖွင့်လှစ်ဖြစ်ခဲ့တဲ့ရွယ်ချက်ကလည်းရှင်းရှင်းလေးပါ။သူများနဲ့မတူတဲ့ဝန်ဆောင်မှုတွေနဲ့ထူးခြားတဲ့စားသုံးမှုပုံစံကိုပေးချင်ခဲ့တာပဲဖြစ်ပါတယ်။တကယ်တမ်းလည်းရွယ်ထားခဲ့သလိုပဲဒီစားသောက်ဆိုင်ကိုလာရောက်စားသုံးကြတဲ့ဧည့်သည်တွေအတွက်ကတော့တော်တော်လေးကိုမှအားအသင်းစရာကောင်းတဲ့ဝန်ဆောင်မှုတွေကိုခံစားကြရပါတယ်။ဘယ်လိုမျိုးဝန်ဆောင်မှုတွေလဲဆိုရင်လာရောက်စားသုံးကြတဲ့ဧည့်သည်တွေကအရင်ဦးဆုံးတိတိကျကျကိုလေ့ကျင့်သင်ကြားပေးထားတဲ့ဇပွဲတိုးတွေရဲ့ဟာတညံရှင်ရှင်နဲ့ရိုင်းပြတဲ့ပြောဆိုပုံတွေကိုအရင်ဦးဆုံးခံစားရမှာပဲဖြစ်ပါတယ်။နောက်ပြီးဆိုင်ထဲမှာထိုင်စရာနေရာတွေအများကြီးရှိနေပေမဲ့လာရောက်စားသုံးကြတဲ့သူတွေကဇပွဲတိုးတွေချပေးတဲ့ကတိကောင်းဖြစ်စေမဲ့နေရာတွေမှာသာထိုင်ပြီးတော့စားသုံးရမှာပဲဖြစ်ပါတယ်။ဒါရင်ပဲလားဆိုတော့လည်းမဟုတ်သေးပါဘူး။အစားအစာတွေမှာပြီးလို့လာချပေးတဲ့အချိန်တွေကြာရင်လည်းဒီလိုမျိုးပြပေးတာတွေကိုပါနှမှုတဲ့ဒူးတွေခံစားရမှာပဲဖြစ်ပါတယ်အထက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကမှားထားတဲ့စားစာတွေရောက်လာပြီးတဲ့အချိန်မှာတော့ဒီတိုင်းတန်းစားလို့မရသေးပါဘူးအခုလိုမျိုးယူချောင်ချောင်နိုင်တဲ့စားသားတွေပါတဲ့စက်ကူကောင်းစုတွေကိုဝစ်ဆင်ပြီးတော့မှသာစားစာတွေကိုအားပါးရစားတော့ရမှာပဲဖြစ်ပါတယ်တော်တော်လေးကိုမှစမ်းသစ်ပြီးတောင်းတောင်းအောင်တော့တာမခံနိုင်တဲ့သူတွေအတွက်ကတော့ချက်ချင်းထပြန်ကျင်လောက်အောင်ကိုဒီစားတော့ဆိုင်ဝန်ဆောင်မှုတွေကရန်ကုန်မှာထူးခြားပါတယ်ဒီလိုတွေထူးခြားလို့လည်းဧည့်သည်တွေတော်တော်များများကဒီစားတော့ဆိုင်ကိုတမင်တကာကိုလာရောက်စားသုံးကြတာပဲဖြစ်ပါတယ်စားသုံးတဲ့သူတွေအတွက်ကတော့ဒီလိုရိုင်းပြစော်ကားတဲ့ဆက်ဆံမှုတွေကသူတို့အတွက်ဖျော်ဖြေမှုတစ်ခုလို့ကိုယူဆထားတာပါအဲဒီလိုတွေကြောင့်ပဲဒီစားတော့ဆိုင်ကလည်းလူတွေကြားထဲမှာတော်တော်လေးကိုမှအပြောများလာပြီးတော့အမေရိကန်ရဲ့ခီးသွွားဧည့်သည်အလားများတဲ့မျိုးကြီးတော်တော်များများမှာလည်းဆိုင်ခွဲတွေထပ်ပြီးတော့ဖွင့်လိုက်လောက်တဲ့အထိကိုအောင်မြင်ခဲ့တာပဲဖြစ်ပါတယ် Bite me. Give me the top, jackass. All right. Don't forget to tip a hoe. Tip a hoe. Thanks, That's baby. right. Appreciate you. Thank you.